မင်္ဂလာပါရှင်ဗီဒီယို EDU ခေါ်နာရဲ့ Sanskrit 版ပဲဖြစ်ပါတယ်မနေ့ကမွန်နိုင်နေ့ထိပြီးသွားရေပေါ့နော်ဒီနေ့မှာဆိုလို့ရှိရင်မွန်နိုင်3ကိုဆက်ပြီးတော့လေ့ကျင့်သွားမှာပဲဖြစ်ပါတယ်အရင်တော့ပြောခဲ့သလိုမျိုးပဲပေါ့နော်ဒီဗီဒီယိုနေလောက်တော့မယ်ဆိုလို့ရှိရင်ဒီစာပိုက်ကိုမဖတ်ဘဲနဲ့အရင်ဦးဆုံးမေးခွန်းလေးကိုအရင်ဆုံးဖတ်ကြည့်မယ်နိကြာဟာကြည့်မယ်မရှော့ゲス曜日にコンピューター指数で知ってもいいことは何ですかအင်္ဂါနေ့မှာပေါ့နော်ကွန်ပျူတာအခန်းပေါ့နော်ကွန်ပျူတာအခန်းမှာလုံးလို့ရတဲ့ဟာ知ってもいいことလုံးလို့ရတဲ့ဟာကတဲ့ပါလေတဲ့知ってもいいことは何ですかဒီအင်္ဂါနေ့မှာဆိုလို့ရှိရင်ကွန်ပျူတာအခန်းထဲမှာလုံးလို့ရတဲ့အရာပါလေအဲ့အလေးကိုသွားပြီးတော့စာပိုက်ထဲမှာရှာပါမယ်ဒါကဘာလဲဆိုလို့ရှိရင်ဒန်ဘုံပေါ့နော်ဒီတတိပေးစာပုံစံမျိုးပါဥမာတခုခုကိုသွားလိုက်တဲ့အခါမှာဒီနှစ်ရံမှာဖြစ်ဖြစ်ပေါ့နော်တတိပေးစာလေးကတ်ထားရပေါ့နော်အဲ့လိုမျိုးဟာကိုဒီတတိပေးစာကိုဖတ်ပြီးတော့သူမင်းရဲ့မိဘကိုအဖြေရှာပါမယ်ဒါလေးအရင်ဆုံးဖတ်ကြည့်ပါမယ်学校のコンピューター指数の動画に知ったような紙が貼ってありますဒီကျောင်းရဲ့ကွန်ပျူတာအခန်းရဲ့ဒိုးရာဆိုတာတကားမှာပေါ့နော်ဒီအောက်ကရှစ်တောတော့ရောနာဒီအောက်ကဒီခမီဆိုတာစာရဲ့လေးကိုတဲ့ဟာတဲ့အာရီမှာဆိုတာကတ်ထားပါလေတဲ့ကွန်ပျူတာရှိစုစကောက်ဟစ်တိုကွန်ပျူတာအခန်းကိုအသုံးပြုရဲ့လူစီတို့တဲ့ဟေယာကစကာအဲဒုဂျစ်ကန်ဝစုခအဲဒူကကြာဘာလဲဆိုလို့ရှိရင်လုံနိုင်နေဆိုတဲ့ပေါင်မှာစုခအဲဒူစုခိုင်းမတ်ကနေလာပါတယ်ဒီအခန်းကိုအသုံးပြုနိုင်တဲ့အချိန်ကတဲ့ဂေဆုယောဘိခါရာအင်္ဂါနေ့ကနေပြီးတော့ကင်းယောဘိအင်္ဂါနေ့ကနေပြီးတော့တောက်ကြနေ့အထိကခုจิခါရာညကျူအချီကြီးမှတဲ့9နာရီကနေပြီးတော့ဒီည21နာရီ21နာရီဆိုတော့ည9နာရီအထိပေါ့နော်9နာရီအထိဖြစ်ပါတယ်တို့ရောပြီဝစနေနေ့ရဆိုလို့ရှိရင်ခုကြည့်ခါတာ9နာရီကနေပြီးတော့ဂျူဟာကြီးကြီးမှတဲ့9နာရီကနေပြီးတော့ည18နာရီဆိုတော့6နာရီပေါ့နော်6နာရီအထိဖြစ်ပါတယ်မိချီရောပြီတနင်္ဂနွေနေ့ရှုခုကြီးစုကဘာလဲဆိုလို့ရှိရင်ဒီအများပြည်သူအားလည်းရပါဒီအောက်မှာပါပါတယ် public holiday ပါအများပြည်သူအားလည်းရကတဲ့ဟာအီရမဆန်ဆိုတာဝင်လို့မရဘူးတဲ့တနင်္ဂနွေနဲ့ဒီအများပြည်သူပေးရဆိုလို့ရှိရင်တော့ဝင်လို့မရဘူးနော်ပါစွန်ကွန်ကခေတိုင်တော်ဝတဲ့ပါစွန်ကွန်စကောက်ဟိနီဟိမီချီတော့ဂျက်ကန်အိုရောရခုရှိတဲ့ခါလားအကယ်လို့ပေါ့နော်ဖုန်းနဲ့ဒီကွန်ပျူတာကိုသုံးမယ်ဆိုလို့ရှိရင်သုံးမဲ့အချိန်နဲ့နေ့ကိုရောရခုရှိတဲ့ခါလားရောရခုရှိမှစကကြတော့ကြိုပြီးတော့ booking လုပ်တာပေါ့နော်လုပ်ပြီးတော့တဲ့ဗီယောရှိတဲ့ခုဒါဆိုင်ဆိုဗီယောရှိတဲ့ကဘာလဲဆိုရင်အသုံးပြုတာပေါ့နော်ဒီတော့ booking လုပ်ပြီးမှအသုံးပြုပြီးပါတဲ့ဂျုခေောဆိုတာဒီ lecture နဲ့ခန်းခင်းနိုင်မိုနိုဒီခန်းခင်းနိုင်ဆိုတာမပတ်သက်တဲ့ဒီ lecture ရင်းနဲ့မပတ်သက်တဲ့ဟာတွေကိုတဲ့အင်းစာစုရှိနိုင်တဲ့ခုဒါဆိုင်ဆိုအင်းစာစုဆိုတာ print ထုတ်တာပေါ့နော်တွင်းထုတ်လို့မရပါဘူးတဲ့ခုတ်ခိုတဲ့ဒီနေရာမှာကောဟန်ကိုထားပဲတာဒီခမင်းစားလိုက်နော်မီမိုနိုနွန်တာဒီစားလိုက်တောက်เสียတွေကိုတောက်လိုက်ပေါ့နော်ရှင်းနိုင်တဲ့ခုဒါဆိုင်ဆိုစားလိုက်တောက်လိုက်ဒီနေရာမှာမလုပ်ပါနဲ့တဲ့စားတောက်တာမလုပ်ပါနဲ့ခုတ်ခိုတဲ့ဒီနေရာမှာဂိမ်းကိုရှိတဲ့ဝအဖေမဆန်ဂိမ်းဆော်လို့မရပါဘူးတဲ့ဒါဆိုရင်ဆက်တို့ကဒီစားပိုက်ကိုဖတ်ပြီးသွားပြီဒီတတိပေးစာကိုဖတ်ပြီးသွားပြီဒါဆိုလို့ရှိရင်ဒီအောက်ကအဖြေနဲ့ကန့်ညီဟာကိုရှာကြည့်ပါမယ်1番夜8時まで日本語の作文を書き印刷しますဒီသူ့ရဲ့မိဘကဘာလဲဆိုရင်အင်္ဂါနေ့ဒီကွန်ပျူတာအခန်းမှာလုံးလို့ရတဲ့အရာဘာလဲလို့မြင်ရမလားဒါဆိုရင်1番ကနေပြီးတော့ human day ကနေပြီးတော့တခုအကောင်းဆုံးဖြေပေးပါမယ်ည8နာရီအထိဂျပန်စာရဲ့စာခုပုံးဆိုတာစာရေးစာကုန်းတွေကိုခက်ခိရေးမယ်အင်းဆက်ဆွရှိမှဆိုတာ print ထုတ်မယ်ပေါ့နော် print ထုတ်
ဟုတ်ပြီဒါဆိုရင်ဒီရဲ့အဖြေကတော့1番ပါ1番မှန်တယ်တကယ်လို့ကိုယ့်ဘက်ကနေပြီးတော့မကျင်းသေးဘူးဆိုရင်အောက်က3ခုကိုပါဖတ်ပေးပါဘန်ကျောင်းတော့တမ်းလေ့လာဖို့အတွက်ရောတို့ခုကြည့်မှတဲ့ည9နာရီအထိတိုမိုတာချီတော့日本語のゲームをしますသူပြောတယ်လေဒီမှာ game ကစားလို့မရဘူးလို့ပြောရဖြစ်တဲ့အတွက်ကြောင့်နံပါတ်2ကိုပေးပါမယ်နံပါတ်3番パソコンが開いていったら開いていったら予約なして夜7時まで使いますဘာလဲဆိုလို့ရှိရင်ဒီကွန်ပျူတာကိုအသုံးမပြုခင်မှာအသုံးပြုဖို့အတွက်ကြိုတင် booking လုပ်เสียမလိုဘူးဆိုတဲ့ပုံစံမျိုးဒါဆိုမဟုတ်ဘူး तू ကပြောကြတဲ့ဟိုကဒီစာပိုက်မှာတဲ့ကွန်ပျူတာကိုသုံးမယ်ဆိုလို့ရှိရင်ဖုန်းနဲ့ကြိုပြီး booking လုပ်မယ်အဲ့လိုလုပ်ပြီးတဲ့အခါမှာသုံးလို့ရတယ်လို့ပြောထားတဲ့အတွက်ကြောင့်နံပါတ်3ကမဟုတ်ပါဘူးနံပါတ်4ကကြတော့夜8時半まで8နာရီခွဲအထိコーヒーを飲みながらコーヒーတောက်ရင်းနဲ့日本語の勉強をしますသူကဒီမှာပြောထားတယ်ဒီနေရာမှာစားလိုက်တောက်လိုက်လုပ်လို့မရဘူးဒါဆိုရင်နံပါတ်4မဟုတ်ပါဘူး2 3လေးကမဟုတ်ဘူးဒါဆိုလို့ရှိရင်一番いいものは1番ですအဲဆိုရင် correct answer ကနံပါတ်1ပါ